ဇလန်းအစမှာတော့ Woods တယောက်သူ့စာအုပ်ကိုဖတ်ပြီးနည်းနည်းတော့ခေါင်းဆောင်နေပါတယ်။ဘာလို့လဲဆိုတော့ဒီကိတ်ရောက်လာတာရဲ့ဆိုကိုရဲ့ဝိညာဉ်ခန္ဓာကိုယ်နဲ့ကွဲသွားတာရဲ့ကသူ့စာအုပ်ထဲမှာမပါပဲအစီအစဉ်လွဲနေလိုပါတယ်။ဒါနဲ့ပဲ Woods တယောက်ရှင်းပြတာကိုရက်လိုက်ပါတယ်။စေယုံမှာတော့ဆိုကိုကသတိမရသေးပဲဆရာဝန်လေးစစ်စစ်ကြည့်တော့ခန္ဓာကိုယ်မှာဘာမှဖြစ်ပဲအိပ်ပျော်နေသလိုဖြစ်နေတာပါ။ Gears ကတော့ဆိုကိုကယ်ဖို့အတွက်2015ခုနှစ်ကိုပြန်သွားပြီး Another Ghost ကိုသွားရှင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။သူကူယိုမီကတာကီရိုကိုဆိုကိုစောင့်ကြည့်ပေးဖို့မှာပြီး Gears နဲ့ဝင်လိုက်သွားပေမဲ့ Gears ကထိုင်းမန်စင်နဲ့ထွက်သွားနေမှာပြီ။ဒီအချိန်မှာဝိညာဉ်ဖြစ်နေတဲ့ဆိုကိုကသူဒီမှာရှိနေကြောင်းပြပြပေးဖို့တာကီရိုကိုကူညီတောင်းပါတယ်။တာကီရိုကသူပြောလဲဘယ်သူမှယုံမှာမဟုတ်ဘူးလို့ပြန်ပြောပါတယ်။ဆိုကိုကတာကီရိုကိုဘာလို့တရေမြင်ရလဲလို့မေးတော့တာကီရိုကသူ့မှာရှိတဲ့ Ghost Watch လေးကိုထုတ်ပြပါတယ်။ဒါကိုမြင်တော့မှ Gears စီမှာရှိတဲ့ Ghost Watch ကတာကီရိုစီကရခဲ့တာမှန်ဆိုကိုသဘောပေါက်သွားပါတော့။ဆိုကိုကအကြံတစ်ခုရသွားပြီးတာကီရိုကိုသူနဲ့တူအတိတ်ကိုလိုက်ခံမလားလို့မေးလိုက်ပါတယ်။2015ခုနှစ်မှာတော့ Gears က Another Ghost နဲ့တက်ခိုက်နေပါတယ်။ Time checker တွေဖြစ်တဲ့ Aura ကဒီကိတ်ကိုသွားတောက်ဖို့ပြောပေမဲ့ဒီကိတ်ကသူ့မှာကိုယ်ပိုင်အချိန်ခီးသွားနည်းလမ်းရှိရဆိုပြီးလိုက်မသွားပါဘူး။ Gears က Ghost Armor ဖြစ်ပြောင်းလဲပြီးတက်ခိုက်ပေမဲ့ဒီကိတ်ရောက်လာပြီးတော့သူလည်း Ghost ဖြစ်ပြောင်းလဲကဝင်တိုက်ခိုက်ပါတယ်။ဒီကိတ်နဲ့ Another Ghost ပေါင်းလိုက်တာကို Gears တယောက်မခံနိုင်ပါဘူး။ဒီကိတ်ကမင်းရဲ့နတ်ဆိုးဘရင်ကိုကယ်ခြင်းရင်ဒီထက်ပိုကြိုးစားလေလို့ပြောပြီးကြွယ်ပါတယ်။ Gears က Sandiri Sansan ငါဘရင်မှမဟုတ်ဘူးလို့ညင်းနေတော့မှာပဲနှစ်ယောက်ပေါင်းတက်ခိုက်တာခံလိုက်ရပြီးဟန်ရှင်းပြုတ်ကြသွားပါတယ်။ဒီကိတ်က GSC က Ghost Watch ကိုယူပြီးဖြတ်စီးပလိုက်ကနှစ်သိန်းစုအနေနဲ့သူ့ရဲ့ဒီကိတ် Watch ကို GSC ပြစ်ပေးလိုက်ပါတယ်။တခြားတစ်ဖက်မှာတော့ဆိုကိုကတာကီရိုကိုတိုင်းမန်စင်မောင်းနေနေတင်ပေးပြီး2015ခုနှစ်မီကာရဲ့အကိုမသိဆုံးတဲ့ချိန်ကိုသွားကြပါတယ်။အဲဒီချိန်ကိုရောက်တော့တာကီရိုကသူ့စွမ်းအားကိုသုံးပြီးပြိုကျလာတဲ့တာမောင်တွေကိုဖယ်ရှားကမီကာရဲ့အကိုမာကီမူရာကိုကယ်တင်လိုက်နိုင်ပါတယ်။အတိတ်ကိုပြင်ဆင်ပြီးတော့ဆိုကိုလည်း2018ကသူ့ခန္ဓာကိုယ်ကိုပြောင်းသွားပြီးတတိယလာပါတယ်။ Woods ကတော့သူ့တခင်ကအချိန်ကာလကိုကမောက်ကမလောလိုက်ပြန်ပြီးဆိုပြီးစိတ်ပြတ်နေပါတယ်။2015မှာတော့တာကီရိုကိုဟီယိုရီက Another Ghost ဝတ်သုံးပြီးတက်ခိုက်ခိုင်းပါတယ်။အဲချိန်မှာအကိုကြီးမာကိုတို့ Kamen Rider Spider ရောက်လာပြီးတာကီရိုမင်းဘာလို့ဟန်ရှင်းမဝင်လာလဲလို့မေးလိုက်မှတာကီရိုရဲ့မှတ်ဉာဏ်နဲ့ driver ပြန်ပေါ်လာပါတယ်။တာကီရိုနဲ့မာကိုတို့နှစ်ယောက်သာဟန်ရှင်းလုပ်လိုက်ပြီးသူကောင်ရတွေကိုအလက်တကူရှင်းပြလိုက်ကြပါတယ်။ဒါပေမဲ့ဟီယိုရီကအချိန်ကိုရပ်တန့်ပြီးမာကီမူရာကို Another Ghost ဖြစ်ပြန်ပြောင်းလိုက်ပါတယ်။ Flash ကတော့အချိန်ကာလပြန်တက်မှတ်သွားပြီဆိုပြီးကျင်းနေပါတယ်။စေယုံမှာရှိတဲ့ဆိုကိုကတခုထူးခြားနေတာကိုခံစားမိနေပါတယ်။ Woods ကလည်း Another Ghost ပြန်မုန်းမလာပြီးတော့ရေးမိလိုက်ပါတယ်။နောက်ဆုံးမှာတော့ဆိုကိုကဆိုင်ဝပြန်လာပြီးတာကီရိုနာရီတာတို့နဲ့ပူပေါင်းကသူပြန်အောင်နေကြောင်း Gears တို့ကိုတက်သေးပြလိုက်ပါတယ်။ Uncle Junichiro ကဆိုကိုဘိုက်စာနေရောပေါ်ဆိုပြီးခောက်ဆဲသွားပြဝင်မယ်ဆိုကိုကကျွန်တော်ဘိုက်မစာဘူးပြလို့ပြောလိုက်ပါတယ်။တရေဖြစ်ဘူးတဲ့တာကီရိုကအေးလေငါနားလေတဲ့အဲ့ခံစားချက်ကိုဆိုပြီးတော့ဝင်ထောက်ခံပါတယ်။ဆိုကိုက Another Ghost ကိုသွားနိုင်နေမို့ပြောပေမဲ့စူကူယိုမီက Another Ghost ကိုနိုင်လိုက်ရင်မာကီမူရာသေသွားလိမ့်မယ်လို့သတိပေးလိုက်ပါတယ်။ဒါပေမဲ့ဆိုကိုကအဲ့ဒါသာငါနဲ့တာကီရိုကအတိတ်ကိုသွားပြီးသူ့အကိုမသိအောင်အရင်ကယ်ခဲ့တာလို့ရှင်းပြလိုက်ပါတယ်။တာကီရိုကလည်းဆိုကိုကို Ghost Watch ရေးပေးလိုက်ပါတယ်။ဆိုကိုနဲ့ GS တို့က2015ကို Time Machine နဲ့သွားတက်ခိုက်ကြပါတယ်။ Time Checker ရဲ့စက်အုပ်တွေကို AS8 နဲ့ Base Star တွေတုံးပြီးနိုင်လိုက်ပြီးနောက်Another Ghost နဲ့လူချင်းတွေ့ကြပါတယ်။အပေါ်ကနေဒီကိတ်ကထိုင်ကြည့်နေပါတယ်။ Yes ကဒီကိတ်ပေးထားတဲ့ဒီကိတ် Watch ကိုဆိုကိုပြစ်ပေးလိုက်ပါတယ်။ဆိုကိုကဒီကိတ် Watch ကိုသုံးပြီးဒီကိတ်အာမဖြစ်ပြောင်းလဲလိုက်တယ်လို့ Jess ကလည်း Face ဖြစ်ပြောင်းလဲလိုက်ပါတယ်။ Woods ကထောင်းဆန်အတိုင်းကြပြရွက်ဖို့လုပ်ပေမဲ့ဒီကိတ်ကဒီကောင်မသူ့ကိုစကားပြောနေရတယ်ဆိုပြီးတော့ကြောက်သွားပါတယ်။ဆိုကိုကဒီကိတ် Watch တက်ကို Bay Watch ထည့်လိုက်တဲ့အခါမှာတော့ဒီကိတ်အာမ Bay Form ဖြစ်အစိမ့်နဲ့တင်လိုက်ပါတယ်။ Woods ကနောက်တစ်ခါကြပြရွက်ဖို့လုပ်ပြန်တော့ဒီကိတ်ကမင်းပစပိတ်ထားစမ်းမှာဆိုပြီးတော့ဟန်တာလိုက်ပါတယ်။ဆိုကိုဟာဘေးဖိုင်ဆွမ်းရည်နဲ့ high saber ကိုအသုံးပြုပြီး Another Ghost ကိုပြင်းထန်တက်ခိုက်ပါတယ်။ Woods ကဒီကိတ်ကိုခင်ဗျားဘာလို့ဆိုကို watch ပေးလိုက်တာလဲလို့မေးတော့ဒီကိတ်ကပြောညက်တဲ့ကောင်တွေကိုအနိုင်ကျင့်ရတာမပြောဘူးလေလို့ခက်တီတီပဲပြန်ဖြေပါတယ်။နောက်ဆုံးမှာတော့ဆိုကိုက Ghost Final Form ဖြစ်ပြောင်းလဲလိုက်ပြီး Another Ghost ကိုအပြီးတိုင်နိုင်လိုက်ပါတော့တယ်။လက်ရှိချိန်ကိုပြောင်းလာတဲ့ဆိုကိုကတော့အဲ့ရကနုံတော့ချင်းဘိုက်ဆောင်လိုက်တာကွာလို့អော်ပါတော့တယ်။တာကီရိုကလည်းအေးငါနားလဲရဲဆိုပြီးတော့ထပ်ပြီးထောက်ခံမြင်ပါတယ်။ဆိုကိုတို့အိမ်ပြန်ရောက်တဲ့အခါဦးလေးဂျူနီချီရိုကဧည့်သည်တယောက်ကဆိုကိုရဲ့ညစာကိုစားသွားကြောင်းပြောပါတယ်။အဲ့ဒီဧည့်သည်ကတော့တခြားသူမဟုတ်ပါဘူး။ဒီကိတ်ပါပဲ။ဒီကိတ်ကသူ့ကိုယ်သူလမ်းကြုံဝင်လာတဲ့ Kamen Rider တယောက်ပါလို့မိတ်ဆက်ပြီးဆိုကိုဓာတ်ပုံရိုက်ခါထွက်သွားပါတယ်။ Woods ကတော့နေကောင်းပေါ်ကနေဒီကိတ်ရောက်လာတာနဲ့တမိုင်းချောင်းနေမြဲမြဲဆန်ဆန်တောင်းလဲကုန်တော့မယ်။ရှားဟာငါအစီအစဉ်တိုင်းပဲဆိုပြီးကြွေးကြော်နေပါတယ်။ဒီကိတ်ကထွက်မသွားခင်ဆိုကိုမင်းကဘရင်ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး။ဘာလို့လဲဆိုတော့ဒီကဘာကြီးကမင်းလက်ချက်နဲ့ကြက်စီးသွားမှာမို့လို့ပဲလို့နမိတ်ဖတ်သွားပါတော့တယ်။